ဒီသင်တန်းလေးကတော့ဒါတဘာဝခေါင်းလျှော်ရည်ဒါကမီကယ်ဘိုင်းကိုဒါအန်တို့စာတွေးအနေနဲ့အရင်ရှင်းပြတဲ့ပထမနေ့လေးပါဒါပြုတ်ရည်ကိုဆိုရင်တဘာဝအသီးအရွက်တွေကိုဆိုလည်းအန်တို့တစ်ခုချင်းစီရှင်းပြပေးပါတယ်တဘာဝခေါင်းလျှော်ရည်တင်လို့ရှိရင်2ရက်ကိုလာပေးရပါတယ်သူတဘာသားလေးလည်း2ရက်လာပေးရပါတယ်ရှင့်အခုဆိုတာအန်တို့ဒါတဘာဝခေါင်းလျှော်ရည်မှာပါဝင်ပစ္စည်းတွေအားလုံးကိုအန်တို့ရှင်းပြပြီးတဲ့အပြင်ကိုပကံစေးအဝတ်လျှော်အဝတ်ပေါင်းတင်လျှော်မွေးကိုလည်းအန်တို့ဒါသင်တန်းချင်းမယူပဲပေးပါတယ်အခုဆိုရင်ဒါဖြောပုံဖြောဆက်နီးကိုလည်းအနုသေးချာရှင်းပြပေးပါတယ်ရှင့်ဒါနောက်ပြီး pH level စစ်ပုံစစ်နီးကိုလည်းအနုသင်ပေးပါတယ်အခုဆိုလို့ရှိရင်ဒါပထမအနေနဲ့ပထမရက်အနေနဲ့ပေါ့နော်ဒါပြုတ်ရည်လေးကိုပါတဲ့အသီးအရွက်တွေကိုအနုဒါရှင်းပြပြီးတော့ဒါပြုတ်ရည်လုပ်ပါမယ်ရှင့်ဒါပထမနေ့အတွက်ဒါပြုတ်ရည်လုပ်သွားပြရတယ်ဒီပြုတ်ရည်ကိုအနုတို့ကရေ6လီတာရေတန်း6လီတာကို3လီတာကျန်အောင်ပြုတ်ထားပြီးတညအေးခံပြီးတော့မှနောက်နေ့မှပြန်ဖြောဆက်တာပါရှင့်ဒါအခုဒါရှားဆောင်လေးကိုလည်းပေါင်းခံဖို့ဆိုအန်တို့ဒါကြိတ်ပြပါတယ်စစ်ပြပါတယ်ရှင့်ဒါရှားဆောင်ကိုပေါင်းခံပါမယ်အခုဒါဆိုလို့ရှိရင်ဒါပြုတ်ရည်အတွက်ဒါတို့ရေတန်းလေးတွေကိုချိန်ပုံချိန်နည်းအစပေါ့နော်ရေ6လီတာကို3လီတာကျန်ပြုတ်ပုံပြုတ်နည်းအန်တို့တေချာပြပေးပါတယ်ရှင့်ဒါဒုတိယနေ့လေးပါရှင့်ဒုတိယနေ့လေးမှာဆိုတော့အန်တို့ကမီကယ်ဘိုင်းတွေကိုအန်တို့ဒါပြန်ပြီးတော့ရှင်းပြပေးပါတယ်တခုချင်းစီကိုပါဝင်နှုံးနေရအစားဒုတိယပထမနေ့မှာပြောပြီးတော့ဒုတိယနေ့မှာပြန်ပြောပြပြီးတော့အခုဒါရှားဆောင်ပေါင်းခံထားတဲ့အရေးရယ်ပြုတ်ရည်ရယ်ဆိုအန်တို့ဒါထည့်ပြီးတော့ဒါစုပေါင်းပြီးလုပ်ပါမယ်ရှင့်အန်တို့ပြုတ်ရည်ဆိုလို့ရှိရင်လည်း3ခါလောက်စစ်ရပါတယ်လို့စစ်ပြီးတော့မှဒီကမီကယ်ဘိုင်းနဲ့ဖြောဆက်ပါမယ်ရှင့်ဟိုဆိုဒါပြုတ်ရည်လေးတွေကိုဒါတို့ဒါထည့်ပြီးတော့ဒါကမီကယ်နဲ့စပြီးဖြောပါတယ်စာတွေးလက်တွေ့ဆိုတဲ့အချိန်ဒါလက်တွေ့ဖြောဆက်ပါမယ်ရှင့်အဲ့ဒါမော်တာနဲ့ဖြောပုံဖြောနည်းအစားအန်တို့တေချာလက်ထပ်လေးသင်ပေးပါတယ်ရှင့်တဦးချင်းအမြဲတင်ပြီးတဲ့အတွက်ကိုကနေပြီးတော့ကိုတိုင်းတေချာလှုပ်သွားပါတယ်။ဦးဆိုရောင်းမလေးနဲ့လည်းတို့ဒါတေချာတင်ပေးပါတယ်မှွေပုံမှွေနီးရအစပေါ့နော်။စပြဆိုတဲ့အတိုင်းတန်မှွေပုံမှွေနီးမှာလေကုံချမ်းချင်းတူပေမဲ့ဒီမှွေပုံမှွေနီးကွာလို့ရှင်နဲ့စပြသားလှမှုကကွာပါတယ်ရှင်။အခုဆိုတော့တဘာခေါင်းလျှော်ရည်ပြီးတော့မယ်ဒါနောက်ဆုံးအဆင့်ရောက်နေပါပြီရှင်။တဘာဝခေါင်းလျှော်ရည်ဆိုအခုလိုမျိုးပေါ့နော်တေးသေးချာချာလေးပြည့်နှစ်ပြီးတော့ကြည်လင်းနေတဲ့တဘာဝခေါင်းလျှော်ရည်လေးဖြစ်ပါပြီဘူးဆိုတာသူကိုယ်တိုင်မဲ့ဒါတေးချာမှွေသွားတာပါရှင့်အခုတဘာဝခေါင်းလျှော်ဆိုအနုဒါပေါ့နော် pH level စစ်ပြပါတယ်ခေါင်းလျှော်ရည်ပဲဖြစ်ဖြစ်ရေချိုးရှာမှာပဲဖြစ်ဖြစ်ပေါ့နော်အနုတေးချာ pH level လေးကိုစစ်ပြပါတယ်သူ့မှာရှိတဲ့ pH level ကဒီအတိုင်းတာရှိမှဒီခန္ဓာကိုယ်အတွက်ဥပ္ပမဖြစ်အောင်ပေါ့နော်အနုကတေးချာလေးစစ်ပြလိုက်ပါတယ်ရှင်ဟိုတဘာဝခေါင်းလျှော်ရည်အားလုံးပြီးသားတော့အနုဒီ9လီတာထွက်ရင်9လီတာအားလုံးအနုပြန်ထည့်ပေးလိုက်ပါတယ်သင်္นานသူအားလုံးပြန်ပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်